မင်္ဂလာပါအကြောင်းအရာလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်လူတစ်ယောက်အောင်မြင်သွားတယ်ဆိုတာသူ့ဘာသူတမန်အာဇီဝကြကြရိုးရိုးသားသားနဲ့စူးစမ်းလို့အောင်မြင်သွားတာလေးဖြစ်နိုင်တယ်လို့ငါအစဉ်ပြေရင်ပြီးရောငါရရင်ပြီးရောဆိုပြီးတော့သူများဘဝကိုမဆာမနာနဲ့ကြော်ခွာပြီးတော့မှမတရားနှိမ့်လန့်နေနဲ့အောင်မြင်သွားတာလေးဖြစ်နိုင်ပါတယ်အဲ့တော့လူတစ်ယောက်အောင်မြင်သွားတာနဲ့ပဲအဲ့သူကိုစိတ်ကောင်းရှိတယ်ရိုးသားတယ်လို့ကျွန်တော်တို့တစ်ထိပ်ကြာယုံကြည်တတ်မှတ်လို့မရပါဘူးเนาะတခါတလေမှာကျွန်တော်တို့ရဲ့ဘဝမှာစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတွေကပိုကန်ဆိုးတတ်ပါတယ်เนาะရိုးသားတဲ့လူတွေကပိုခံရတတ်ပါတယ်ဒီသဘောတရားတွေကိုလည်းကျွန်တော်တို့လက်ခံထားဖို့နားလည်ထားဖို့လိုပါတယ်အဲ့တော့တမန်အာဇီဝကြကြရိုးရိုးသားသားနဲ့ကြိုးစားလို့အောင်မြင်တဲ့သူတွေလည်းရှိပါတယ်မရှိဘူးလို့တော့ကျွန်တော်မဆိုလိုပါဘူးဒါပေမဲ့เนาะခုနကကျွန်တော်ပြောသလိုငါအစဉ်ပြေပြီးရောဆိုတော့သူများဘဝတွေကိုမဆာမနာနဲ့နင်းချေပြီးတော့မှဟာလာမတရားသဖြင့်မတရားတော့နင်းလန်းကိုတုံးပြီးတော့မှအောင်မြင်သွားတဲ့လူတွေတပုံကြီးပါဒီအရာတွေကိုလေကျွန်တော်တို့ကိုမြင်တတ်အောင်ကြည့်ဖို့လိုပါတယ်အဲ့တော့လူအများစုကပြောကြပါတယ်အောင်မြင်ခြင်းရိုးသားပါစူးစမ်းပါဟာလာဟိုချမ်းသာခြင်းရိုးသားပါတော့နော်ရိုးသားတာကောင်းပါတယ်ရိုးသားတာကောင်းပါတယ်ဒါပေမဲ့နော်ရိုးသားလို့နော်ဟာလာအောင်မြင်မယ်ရိုးသားလို့ချမ်းသာမယ်ဆိုရက်စကားတွေကဒီအယူအဆတွေကလုံးဝတည်းရခိုင်တော့မမှန်ပါဘူးเนาะအဲ့ဒါလေးကိုကျွန်တော်တို့နားလည်ထားဖို့လိုပါတယ်အဲ့တော့အောင်မြင်တဲ့လူတိုင်းရလည်းပဲမရိုးသားသလိုဟာလာရိုးသားတဲ့လူတိုင်းရလည်းပဲမအောင်မြင်ပါဘူးเนาะချမ်းသာတဲ့လူတိုင်းရလည်းပဲစိတ်ကောင်းမရှိသလိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတိုင်းရလည်းပဲမချမ်းသာလာပါဘူးဒီသဘောတရားတွေကိုကျွန်တော်တို့နားလည်လက်ခံထားဖို့လိုပါတယ်တချို့သူတွေကငါအပေါ်ရရင်ပြီးရောငါအစဉ်ပြေပြီးရောငါရရင်ပြီးရောဆိုတော့သူများဘဝတွေကိုဘာမှဂယုမဆိုင်လှေးမကြည့်ဘေးနဲ့မဆာမနာလူမဆန်စွာနဲ့ဟာလာလုတ်ပြီးတော့မှအပေါ်ရောက်သွားတာအောင်မြင်သွားတဲ့လူတွေလည်းအများကြီးပါเนาะဒီသဘောတရားတွေကိုကျွန်တော်တို့နားလည်ထားဖို့လက်ခံထားဖို့လိုပါတယ်အဲ့တော့ရိုးသားတာကောင်းပါတယ်ရိုးသားတာကောင်းပါတယ်နော်မကောင်းဘူးလို့ကျွန်တော်မဆိုလိုပါဘူးဆိုလိုတာကနော်ရိုးသားတဲ့လူတိုင်းကမအောင်မြင်ဘူးမချမ်းသာဘူးမကြည်ပွားဘူးလို့ကျွန်တော်ဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့ချမ်းသာသွားတဲ့လူတွေအောင်မြင်သွားတဲ့လူတွေနော်ကြီးပွားသွားတဲ့လူတွေကလည်းပဲမအောင်မြင်အဲ့ဒီလူတွေအကုန်လုံးကလည်းပဲဟာလာရိုးသားလို့ဟာလာတမန်အာစီဝါနဲ့ကြကြနဲ့ဟာလာကြိုးစားလို့အောင်မြင်သွားတဲ့လူလို့ကျွန်တော်တို့တမန်လို့မရပါဘူးအပြည့်အဝတမန်လို့မရပါဘူးဒီသဘောတရားတွေကိုကျွန်တော်တို့လက်ခံထားဖို့လိုပါတယ်နော်အဲ့တော့နော်ကျွန်တော်အခုနပြောသလိုပဲအောင်မြင်သွားတယ်ဆိုတာနော်သူကသူတမန်အာစီဝကြကြနဲ့ရိုးရိုးသားနဲ့ကြိုးစားလို့အောင်မြင်သွားတဲ့ဟာလေးဖြစ်နိုင်တယ်လို့နော်လူမဆန်းစွာနော်မတရားသောနည်းလမ်းကိုတုံးပြီးမတရားသဖြင့်အောင်မြင်သွားတဲ့လူတွေလောကကြီးမှာအများကြီးပါဒီသဘောတရားတွေကိုကျွန်တော်တို့နားလေလက်ခံထားဖို့လို့လူတွေအများစုကပြောကြတယ်အောင်မြင်သွားတဲ့လူတွေချမ်းသာသွားတဲ့လူကဟာသူတို့ကဟာလာရိုးသားလို့သူတို့ကစီကောင်းတဲ့လုံကောင်းတွေရှိလို့အောင်မြင်သွားတာဟာလာချမ်းသာသွားတယ်လို့ကျွန်တော်တို့ကအလွယ်တကူပဲထင်မဲ့ကြပါတယ်ဒီအယူအဆတွေဒီအထင်အမြင်ကလုံးဝတရားရခိုင်တော့အပြည့်အဝမမှန်ပါဘူးเนาะအဲ့တော့เนาะရိုးသားလို့အောင်မြင်သွားတယ်လေချမ်းသာသွားတာရှိပါတယ်မရှိဘူးလို့ကျွန်တော်မဆိုလိုပါဘူးဒါပေမဲ့เนาะဟာလာမတရားသဖြင့်မတရားသောနည်းလမ်းကိုတုံးပြီးတော့မှအပေါ်ရောက်သွားတဲ့အောင်မြင်သွားတာချမ်းသာသွားတဲ့လူတွေလောကကြီးမှာအများကြီးရှိတယ်ဆိုတာကိုပြောပြခြင်းဖြစ်ပါတယ်ဒီသဘောတရားတွေကိုကျွန်တော်တို့ကနားလေလက်ခံထားဖို့လို့အဲ့တော့တော့မအောင်မြင်တဲ့လူတိုင်းကိုလည်းမင်းကမရိုးသားလို့သူများကိုတွားပြီးတော့မှမပြောမင်းပါစေနဲ့ဟာလာအောင်မြင်သွားတဲ့လူအောင်မြင်သွားရုံနဲ့ပဲအောင်မြင်သွားတဲ့လူတိုင်းကိုလည်းပဲဟာဒီကောင်ကဟာလာစီကောင်းနှလုံးကောင်းရှိလို့သူတို့ကဟာလာရိုးသားလို့အောင်မြင်တယ်လို့ပဲအောင်မြင်တယ်လို့လည်းကျွန်တော်တို့အလွယ်တကူမပြောလိုက်ပါเนาะဒီနှစ်ခုကเนาะတစ်ဖက်ဖက်ကိုအစွန်းရောက်သွားလို့ရှိရင်ကိုယ့်အတွက်အန်ဒရီလေးရှိပါတယ်ဒီသဘောတရားကိုနားလည်ထားဖို့လိုပါတယ်เนาะအဲ့ဒါလေးကိုမျှဝေပေးချင်လို့ပါအားလုံးကိုအထူးကျေးဇူးတင်ပါတယ်